မိုးလေးနိုင်ရရှိပါတယ်။အောင်မြတ်သူမရှိလို့ကင်ဆယ်ဖြစ်သွားပါပြီနော်။ Go. ရှော့ပြီး။အိုးကျွန်တော်တို့စူးစိတ်တွေရတယ်။သိမဲ့လူဘယ်ထငုတ်ပြအောင်လို့ကဲဆက်ဖတ်ကြကွာဒီချာလေးပြင်ဆင်ပြီးတော့ဒီမဲ့စစလေးလုပ်ကြမယ်ဒီဒါ final မဟုတ်သေးပါဘူးOkay, well, now is my overclass champion David Device now. The one that I have been doing now. Okay, well, you know why?